ဆိုရင်တော့ဒီမှာက5ဆိုတော့ကဘာလို့ပြောလဲဆိုတော့ငါတို့ရဲ့ tailwind က1က tailwind 1ဆိုရင် CSS မှာက4ရှိတယ်အဲ့အခု tailwind မှာ5ဆိုရင် CSS မှာက20မင်းတို့ဟိုနဲ့မြောင်းလိုက်ရင်အဲ့တော့4နဲ့မြောင်းလိုက်ရင်ဒါ1ဆိုတာက4အောက်ကိုပြောတာအဲ့ဒီအပေါ်အောက်ကအဲ့နော်နိုင်ရှင်ရဒီပေါ်အောက်ကငါတို့ရ20သွားกว่าအဲ့ဘေးညာကိုကကြာတော့ငါတို့16လောက်ပဲတောင်းလို့ရတယ်16ဆိုတော့4ပေါ့လေး16အဲ့မှာနော်အဲ့ဒီနဲ့ဒီအယောင်လေးကိုဒီအပေါ်ကအယောင်တိုင်းသွားပေးရအဲဆိုတော့ဒီအယောင်လေးကိုရှေ့ဒီမှာထိန်းထားတယ်။ပေါင်းလေးကိုရှေ့အပြင်ပြလိုက်မယ်။ပြီးရင်လည်းတရားဝင်ခုဟမ်ကြိုက်တဲ့နေရာကိုတွားရေးလို့ရနော်။ဆိုရှင်တော့အထိုက်ထဲမှာရေးလိုက်ဘယ်လိုလဲရေးဆက်ဆက်ဒီအောင်ထဲမှာခုကဒါပေးမှာရ对နော်ဟိုဒီအယောင်လေးကဟုတ်တယ်ရှင်းဟိုလေထပ်တာမှာတွားပေးနေတဲ့နှစ်ခုစလုံးမှာရောက်တယ်ထပ်တာမှာမပေးဘဲနဲ့ဒီအစိမ်းရောင်ကိုတွားပေးရတယ်ဒါဆိုရင်တော့ sorry ဒီ span မှာအောက်ကိုနည်းနည်းတော့ဆင်းဟိုလေအောက်နဲ့နည်းနည်းခေါ်လိုက်အောင် margin bottom ကိုခေါ်တော့တွားပေးလိုက်ပြီအဲ့နော်တက်လောက်တွားပေးလိုက်ပြီတွေ့လေအားကြောင့်လို့ရှိမှလော7ပဲပြောင်းလို့မရှိပါကြောင့် span ဖြစ်နေတဲ့အတွက် span ဆို inline နေနော်အဲ့လိုမျိုးရွှေ့လို့မရဘူးအဲ့ဒါအဲ့ကြောင့်ငါတို့တွေက log ဆိုပြန်လာပေးရမယ်对နော်တွေ့သွားပြီနေ့ဆိုရမ်းများတယ်တက်လောက်နေပေးရစားလည်းမရှုပ်တယ်မျိုးအဲ့ကြောင့်တို့ span နဲ့ပါဆိုမျိုးဘလောက်တော့ဒါပြရှုပ်နေတယ်ဆိုရင် span တော့မပေးဘဲနဲ့မျိုး paragraph ကိုပေးလို့ရတယ်မရှုပ်သွားအောင်လေ paragraph ကိုပေးကျွန်တော်ဒီဘလောက်ဒီမျိုးတော့ရေးစရာမလိုတော့ဒါအတူပဲအဲ့တော့ဘာကြောင့်လဲ paragraph ကိုတိုင်မှာဘလောက်လဲနော်ဘလောက် element တော့ဆက်တယ်မလို့တော့မျိုးဘာရှုပ်နေလဲဆိုတော့ဆိုရင်တော့ဒီ text color ကဒီမျိုးပဲတော့ရိုင်းတဲ့အရာမတန်အောင်တော့ဟိုအယောင်တော့ဖြစ်နေတော့ခိုင်တော့ရှယ်အယောင်များဒီအယောင်ပြတ်မယ်လို့ဒီအယောင်လက်ရအောင် CA နော် CA ဘယ်အောင်လဲ CAFFEA နော်ဒီအယောင်သားဖြစ်အောင်ရောက်ပြန်သွားလိုက်ပါတော့ Okay ဟုတ်တယ်ဆိုတော့အဲ့တော့ပြီးရတယ်အားလုံးကိုအကြီးလေးပြောင်းထားတွေ့နော်တကောင်ကိုလည်းအကြီးလေးပြောင်းထားတာလည်းအကြီးအားလုံးအကြီးလေးပြောင်းထားတယ်ဆိုတော့အလုံးအကြီးပြောင်းတဲ့ဒီခက်တာမှာလေ upper case လို့ရေးလိုက်ရတယ်တွေ့နော်အားလုံးကဒီခက်တာမှာရှိတယ်များမှလည်းများပါကလေးမှလည်းများတော့အကြီးဖြစ်သွားဆိုတော့အဲ့ဒါပြီးရတယ်ဒီအယောင်လေးကိုနော်ဒီကောင်လေးကိုပြောင်းဒီကောင်လေးကပြောင်းလိုက်တယ်နောက်တော့ copy ပြရတာလည်းဒါလေးဟုတ်ပါဟောလေးကြာဟန်အဲ့နော် text down တွင်လည်းပြည့်လို့တင်တယ် yes ဟုတ်အဲ့ပြီးတယ်ငါတို့ဒီ border လေးကိုတော့ထိလိုက်အောင်ဒီ border လေးတွေဒီ border လေးကရှင်းရဟိုပါလေ clip cut လေးကိုတုံးထားတယ်အဲ့ဆိုအဲ့ဒါလေးကိုမင်းတို့ရှင်းကြမယ်နော်အဲ့ဒါဘယ်လိုလုံးလုံးလေးပေါ့နော်ဒီကိုငါတို့တွေကသုံးမယ်ဆိုရင် clip cut ဆိုပြီးတော့သွားမှချိန်လာပေးရတယ်အခုရဲ့ဥမာဆက်ဝိုင်းပုံစံတုံးမှဆိုရင် cycle ပေါ့နော် eclipse လားဘာလား rectangle လားအခုကတော့တုံးမှာက polygon ပေါ့နော်ဆိုတော့ polygon လို့ငါတို့သုံးလိုက်ရအောင်အဲ့ဒါပြီးရနေမကြည့်လိုက်ဒီအစကိုကြည့်လိုက်ဒီအများကြီးဒီအစနော်ဒါက x ဆယ်ငါတို့ x ဝင်လို့ဆိုရင်ဒါ0သွားဖြစ်တယ် y ကိုကြည့်လိုက်ဒီအဝါရောင်ကဒီထိုက်ကနေစနော်ဒီကနေဒီလိုဟိုလေ shade ကောင်ကိုဟိုလေလုပ်လိုက်တယ်နော်အိမ်မှာသွားရင်မှလောက်ကြโอเคကြည့်ရအောင်အခုဒါကအစဒီအစကဒါက x ကငါတို့ x ဝင်က0ကိုလည်းစ
အဲ့ဒါကြောင့်ငါတို့ဒီမှာ0ဖြစ်နေပါဒါဆိုဟုတ်ပြီဒါလေးကငါတို့ရဲ့ဒီအဝါရောင်ပေါင်းစင်20ရာခိုင်နှုန်းရှိတယ်အဲ့တော့ y ကဘယ်နဲ့စမလဲ20နဲ့စတယ်ဒါဆိုဒီပထမကိုဒီနေ့ပေါ့နော်ပထမကိုဒီနေ့ကဘာနဲ့ပါသွားရလဲဆိုတော့0နဲ့20နဲ့ဒါပထမကိုဒီနေ့နော်0နဲ့20အဲ့ဆိုနောက်ထပ် point ကဘယ်နားမှာလဲဒီနားမှာဒါဒုတိယ point ဒုတိယကိုဒီနေ့နော်အဲ့ကောင်လေးငါတို့တစ်ချက်ပြန်သွားကြည့်ကြည့်တဲ့အခါမှာဒီမှာကြည့်လိုက်ငါတို့ရဲ့ y ကဒီဘက်ကတစ်ဖက် y ကပြောင်းလဲမှုမရှိဒါပေမဲ့ဒီအရှိကကြတော့ငါတို့ခုနက0နဲ့စတယ်0နော်ဒါပေမဲ့ဒီမှာဆိုရင်တော့ဘယ်လောက်တာဖြစ်တော့လဲ60အဲ့တော့ဒီအကွာဝေးကငါတို့ရဲ့ win u x က60ရှိဆိုတော့ဘယ်လိုဖြစ်သွားမလဲဆိုရင်တော့60ရှိမယ်ဒါပေမဲ့ငါတို့ရဲ့ y win u က y ကပြောင်းလဲမှုမရှိဘူးအဲ့တော့20ရတော့20ပဲအဲ့ဒါသူကဘယ်လိုဖြစ်နေရလဲဆိုမှကြည့်လိုက် y က20ဒါနောက်တစ်မှတ်ကိုသွားမှာဒါနော်ဒါနောက်တစ်မှတ်တော့ဒါနော်နောက်ထပ်ကိုဒီနေ့ကတော့ပေါ်ချက်ပြန်တော့ကြည့်အောင်ဒီမှာဆိုရင် y ကကိုမှကြည့်လိုက်သူ့ရဲ့စမှတ်ကိုထိလာဒါသူ့ရဲ့စမှတ်က y ကအမြဲတမ်း0ရှိတယ်ဟောဒီ y ကတော့0ဖြစ်တော့ဒါပေမဲ့ x ကိုသွားကြည့်အောင် x ကတော့ခဏတော့ရှိထားတယ်မှာလေရှိထားတဲ့နေရာပဲ x ကတော့ပြောင်းလဲနေမရှိဘူး60နဲ့ကြည့်အဲ့ကြောင့်တော့အခုကဟိုဒီနေ့က3ခုရောက်သွားပြီနော်ဒါနောက်တစ်ခုနောက်ထပ်အမှတ်ကိုသွားကြည့်မယ်နောက်ထပ်အမှတ်ကဒါလေးဒီနားလေးမှာသွားဖြစ်တယ်အဲ့တော့ကြည့်လိုက်ငါတို့ရဲ့ x win u ကဒါအဆုံးလေဟိုအဆုံးမှာသွားဖြစ်နေအဲ့ဆို x ကအဆုံးဆိုသိနေပြီ x ကငါတို့ရဲ့100သွားဖြစ်မယ်အဲ့ဆိုငါတို့ရဲ့ y ကိုသွားကြည့်လိုက် y ကဒီ page ရဲ့တစ်ဝက်မှာသွားဖြစ်နေတာတစ်ဝက်လေတစ်ဝက်ဆိုရင် y ကဘယ်တော့လဲတစ်ဝက်ဆိုတော့50ရဖိုင်လို့နောက်ကိုဒီနေ့အမှတ်ကိုပြန်သွားပြီနော်ပြန်ဆင်းပြီဒီအမှတ်ကိုသွားပြီဒီအမှတ်ကိုရောက်တဲ့အခါကျတော့ငါတို့ကြည့်လိုက် y ကိုကြည့်လိုက်ဒါ y ရဲ့စမှတ်0ဒါဒီကောင်တစ်ခုလုံးကဘယ်မှာသွားထိရတာကောင်ဒီကောင်တစ်ခုလုံးက0ဒီကောင်တစ်ခုလုံးက100ပေါ့ y ရဲ့အဆုံးလေ y ရဲ့အဆုံးဆိုတော့ y က100သွားဖြစ်တယ်ဒါဆိုတော့ငါတို့ရဲ့ x ကကြည့်လိုက်ငါတို့ဒီမှာ x ကဘယ်လောက်ရှိထားလဲ x က x ဝင်ရတော့တန်းလိုက်တယ်60ရှိတယ်။ဒါဆိုငါတို့ဒီမှာကဘယ်လောက်ရှိရအောင်လဲ60ဒီလိုပဲလေ။ Okay နောက်တစ်ခါအမှတ်ကတော့ပြန်လာပြီ။နောက်အမှတ်နော်အဲ့ဒီမှာငါတို့ရဲ့ x ကကြတော့ပြောင်းလဲမှုမရှိ60ကတော့60ပဲ။ငါတို့ရဲ့ y ကိုကြည့်လိုက်။အပေါ်တက်သွားတယ်ခဏတော့100လေ။အဲ့တော့အခုခဏတော့ဒါနဲ့ကသွားတူတယ်။ဒါနော်ငါတို့တွေကဘာဖြစ်မလဲ။ဟိုကြည့်လိုက်ဒီမှာ60ခဏတော့ငါတို့ကဒီအပေါ်တက်သွားတာဒါလေးကဘယ်လောက်ရှိလဲ20ရှိတယ်။အဲဆို100ကနေ20ကိုနှုတ်လိုက်ဘယ်လောက်ဖြစ်မလဲ80ဟိုနားနေလားမသိဘူးနော်။ဒါကြောင့်ပထမဆုံးအစဟုတ်တဲ့အတွက်လေဒါ20လေဒါအပေါ်လေအောက်ကနေအပေါ်ပြန်တက်တဲ့အတွက်ဒါနော်ဒါငါတို့တွေက80 20လေးသွားတော့အဲ့ဒါပြီးနေဟောငါတို့ရဲ့စမနောက်ဆုံးဟိုတနေ့ကိုသွားပြီ။ဒါငါတို့ x ကအစလေ x ကအစဟုတ်တဲ့အတွက်0ဒါ y ကိုကြည့်လိုက်ဒါ y ရဲ့အကွာဝေးလေငါတို့ဘယ်လောက်လဲ20လေဆိုဒီအားလုံးက100ရှိတယ်ကွာ100ကနေဒီ20ကိုလုံးလိုက်ရင်ဘယ်လောက်ဖြစ်မလဲ80ဟဲ့နားလေလားမသိဘူးအဲ့ဒါချက်ပြန်ပေးကြည့်နော်ကြာအဲ့ဆိုတော့ဒီပုံကိုနောက်ကျရင် group ပါလေ group ဆိုလို့အရှင်မင်းတို့ပြန်ပြောမယ်နော်မင်းတို့အတွက်တိတန့်တယ်မှာ group လေးဖတ်ထားစေအဲ့နော်အခုဒါလည်းအားလုံးကိုမင်းတို့လည်းအတူဆောက်ပါနော်ခုလောလောဆယ်ရအောင်ရှက်လို့ပဲဟုတ်တယ်မင်းတို့လည်းဆောက်ထားပေးတာဟုတ်ကဲ့ဟိုလေ password က1 2 3 4 5ပဲနော်ဒီနားလေးမှာဆိုရအဲ့ဒီပုံလေးကိုပြုတ်ထားလို့မပြန်တော့ချိဖို့လေToday I'm recording right now.
ခဏတော့ click back က share ပြန်တော့တိမ့်လိုက်တာလေဆိုတော့ဟိုဒါလေးရောပုတ်ထားပေးမယ်အဲဒီပေါင်းလေးတိမ့်တော့ screenshot မှာထည့်နော် share လိုက်တာကြည့်လိုက် screenshot တော့တွေ့တယ်လိုပဲပို့လိုက်တော့အဲ့ဆိုရင်နောက်တစ်ခုပြန်ပြောကြည့်ရအောင်နောက်တစ်ခုလေးကဒါလေးဒီပုံစံလေးကိုပြောကြည့်ရအောင်နော်သူကဒါကိုကြည့်လိုက်အခုအချိန်ကဒီကောင်ကိုပြန်ပြီးမှဆိုရင်နော်ကောင်းလေးမို့ဒါလေးကိုကြည့်ရအောင်ဒါဆိုရင်ဒါတဝက်နော်ဒါမဲ့ဒါ y ရဲ့တဝက်လေဒါမဲ့ x ကတော့ဘယ်နဲ့စလဲဟာနော်ဒါ y ရဲ့တဝက် x ကကျတော့0နဲ့စတယ်အဲ့ဆိုတော့ဒါလေးကလည်းရိုးရိုးလေးပဲကွာအဲ့နော်ဇာတာလွယ်တဲ့အတွက်ဒါလည်းမရှင်းတော့နော်အဲ့ဆိုရင်တော့အဲ့ဒါလေးအလုံးကိုတွက်လေဘာမှပြန်ထားတယ်ရိုးရိုးလေးပဲဆိုတော့အကောင်ထားလိုက်နော်ခုကရှေ့ကဘာတွားချင်တာလဲဆိုရင်တော့ဒီကောင်လေးကိုတွားကြည့်ရဒီ clip ပက်လေးပေါ့နော်အဲ့ဒါဆိုရင်တော့ပထမဦးဆုံးကရှေ့ကဒါစမှတ်နော်ဒီ access စမှတ်ကနေတော့ခွာထားတွေ့နေလောက်ခွာထားတယ်ဆိုတော့ဒါကဟိုလေ14လောက်ဖြစ်နိုင်တာ14ပေါ့နော် y ကကျတော့ဘယ်နဲ့စမလဲ y ကကျတော့အပေါ်နဲ့စတယ် y ကတော့0ပဲဒါနောက်ထပ်တစ်ခုကဘယ်နားလဲမလဲဒီနားလေးပါဟုတ်နော်ဒီနားလေးမှာရောက်တဲ့ခါကျတော့ x ကကျတော့အပြည့်တရားပဲ y ကကျတော့ပြောင်းလဲမှုမရှိ y ကကျတော့0ပဲလေဒါ y ရဲ့စမှတ်ဆို y ကကျတော့0ပဲโอเคနောက်တစ်ခုပြန်သွားပြီဒါနောက်တစ်ခုပြန်သွားတဲ့ခါကျတော့ဒီမှာကဟိုဒီက x ကကျတော့ပြောင်းလဲမှုမရှိတရားပဲရှင်းတစ်ချက်ပြမှာဒါပေမဲ့တန်ဖို့ပဲပေါ်လေးကိုကြည့်ရဟုတ်ဒါလေးဟုတ်ဘာရတာလဲမကြည့်မနော်ဒီကောင်လေးကိုရှင်းပြမယ်ဟုတ်အခုငါတို့ရဲ့ click back ဆိုမှာတော့ငါက polygon လေးသွားမယ်နော်ကြည့်လိုက်ဒါလေးကဒီမှာလေးဟနေတဲ့ဟာလေးကလေ14ရက်နေစတယ်တကယ်လို့များရှယ်ကဒီကောင်ကို80ရက်နေစမယ်ဆိုတော့အရင်ဟောက်အောင်မတွေ့လားဒါက80ရက်နေစတာဟုတ်ပြီ y ကကျတော့0ပဲပြောင်းလဲမှုမရှိဘူး y ကကျတော့0နော်အစငါတို့တွေပြန်သွားပြီဟိုနောက်ကိုတည်းကဒီနားလေးမှာနော်ဒီနားလေးမှာဆိုရင်ဒါကခဏပြောတဲ့အတိုင်းပဲ x ကကျတော့100ပြည့်လေငါတို့ရဲ့ x ဆိုရင်က horizontal တန်းလိုက်တာ100ဟို y ကကျတော့ဒီ y ရဲ့စမကဘာမှပြောင်းလဲမရှိတော့ y က0ရဟိုနောက်တစ်ခေါက်ပြန်သွားပြီအဲ့နော်ဒီအောက်ဆုံးကိုသွားတဲ့အခါမှာငါတို့ရဲ့ x ကဘာမှပြောင်းလဲမှုမရှိ x ကကျတော့မကြည့်လို့ဒီကနေစတယ်ဒီကနေဆုံးပါလေ x ကကျတော့100ပဲဒါပေမဲ့ငါတို့ရဲ့ y ကိုတွားကြည့်လိုက်ဟာနော် y ကကျတော့y ကကျဒါ y ရဲ့အဆုံးက100ရဲ့နည်းနည်းတော့ဟာတွေ့လားအဲကြောင့် y ရဲ့100အဆုံးကိုနည်းနည်းတော့ဟာအဲ့ဒါလေးကိုတွားမှတွက်လိုက်တာ calculation တွက်လိုက်တော့100အပြည့်နော်ဒီ100အပြည့်ထဲကဘယ်လောက်ကိုတွက်လိုက်မလဲ14ကိုတွက်တော့ရအဲ့ဆိုတော့ဘာကြောင့်လဲ
ဒါမှမဟုတ်ဘူးဆိုရင်မင်းတို့ဟောမျိုးသွားတက်နေရမှာအခုငါတို့ရဲ့အမြင့်ကဘယ်လောက်ရှိလဲ920ရှိလေငါတို့ရဲ့အမြင့်က920ဆိုရင်ငါတို့တွေက920ထင်းကနေဘယ်လောက်သွားလို့ဥပမာ14ကိုသွားလုပ်မယ်ဆိုတော့ဘယ်လောက်ဖြစ်မလဲ906ပေါ့နော်906 px ဆိုငါတို့ကသွားတက်နေရတွေ့လေဒီမှာရှင်က900ပေးလိုက်မယ်မတွေ့နော်ဟုတ်ပြီရှင်ဒီထက်ပိုမှခွဲလိုက်မယ်900ထက်ကို600ညီးမှ89ပေးလိုက်မတွေ့လားဒါပိုဟသွားတယ်ပိုမှလေအခုအဲ့လိုမျိုးသွားတက်နေရအဲ့လိုမျိုးမတွက်ချင်တဲ့အတွက်အပြည့်ယူလိုက်တာအပြည့်ကပြည့်ကိုငါတို့ကတွက်လိုက်တာအပြည့်ကိုတွက်မယ်ဆိုရင်တော့ calculate နဲ့တော့တွက်လိုက်တယ်တို့ရဲ့အပြည့်ကဘယ်လောက်ရှိလဲ100ရာခိုင်နှုန်းရှိတယ်ညာနော်အဲ့ထဲကနေမှငါတို့ဒီ100ရာခိုင်နှုန်းအပြည့်နော်အဲ့ထဲမှာငါတို့ဘယ်လောက်ပဲတွက်နှုန်းလိုက်မလဲခဏလေးပဲတွက်နှုန်းလိုက်နည်းနည်းလေးပဲတွက်မှာဟာမတိမတာလေးပဲရ okay ရဟိုဒါလေးကဘယ်နှလေးမှမောင်းသွားလဲcalculate နော်ရတော့ကနေတယ်အတွက်နောက်တစ်ခုတွားကြည့်အောင်နောက်တစ်ခုကျတော့နောက်တစ်ခုစမှတ်တော့ဒါနော်ဒီဘက်ကစမှတ်ဒီဘက်ကစမှတ်က x ကလေ x ကကြည့်လိုက် x ကဒါ100အပြည့်ပေါ့100ထဲကနေပြီးတော့ x ကိုတွားဟာအဲ့ငါတို့က14တွားနှုတ်လိုက်တာဒါမင်းတို့စိတ်ကြိုက်နှုတ်လို့ရတယ် y ကကြတော့ပြည့်ပြီလေ y ဟောအစဆုံးလေနော်အဲ့ဒါ y ကကြောင်းလေးမျိုးမရှိဘူးရဒီဘက်ကိုပါပြီနောက်ကိုတနေ့နော်လာပြီနော်ပေါ်တနေ့ကဒါကယူလေးပဲလေ x ကကြတော့ပထမဆုံးစမှတ်မှာတွားရှိတယ်0 y ကကြတော့ဆုံးမှတ်မှာတွားရှိတဲ့100ဒါလေးပဲဒါနောက်ဆုံးလေးဒါလေးနော်ဒီကောင်လေးမှာလည်း x ကကြတော့စမှတ်မှာရှိတဲ့0 y ကိုကြတော့လေအောက်ကိုချတာတွေ့လားအနေဟာအောက်ကိုချလိုက်တဲ့အတွက် x လေးဒီမှာကိုကခဏလောက်သွားရှောက်မယ်ပေါ့နော်နည်းနည်းလေးပဲဆိုရင်တော့ပုံလေးကိုပြန်တက်တော့တွေ့နော်အဲ့လိုလေးဒါလေးကအရန်ဟနေတယ်ရှင်နောက်တစ်ခါကုန်ပြင်လိုက်မယ်နော်14လောက်ဟုတ်ကဲ့အဲ့ဒါလေးကိုမသိရရှင်းပြန်မေးလို့ရတော့ဘာလို့တကယ်လို့ကျွန်တော်ကြောင်နေလေးတွေဆိုတော့ဒါလေးကိုချက်ပြန်ကြည့်ဒီကောင်လေးကဘယ်နဲ့စထားလဲအခု50 x က50ပေါ့နော် y က0ဆိုရင်သူကဒီကနေစထားတာညနေနော်တကယ်လို့မလို့ကြောက်နေတယ်ဆိုရင်လေခဏတော့ပြောမယ်ဆိုရင်နှုတ်ကိုခိုင်းစေရှင်လေမကြည့်နော်သူကဒီနေ့စထားတာဒါလေးကဟုတ်ပြီငါတို့ရဲ့ပထမကိုဒီနေ့ကဒီကငါတို့ရဲ့ဝင်ရိုး x ဝင်ရိုးရဲ့တဝက်မှာပါရှိတယ်တဝက်ဆိုတော့ x ကိုဝင်ရင်းနဲ့50 y ကကြတော့0နဲ့စတာ y က0ဒါနောက်ထပ်ကိုဒီနေ့လာဘူးဒါနော်ဒီနောက်တစ်ခုကိုတနေ့က x ကကြတော့ဒီလားအပြည့်မှာသွားရှိတာတရား y ကကြတော့ပါမယ်တဝက်50နဲ့သွားဖြစ်မယ်ဒါနောက်ကိုတနေ့ကိုပြန်သွားကြည့်နောက်ကိုဒီနေ့မှကြည့်လိုက်ဒါကကြတော့ x ကလည်းငါတို့ဘယ်မှာသွားရှိနေလဲတဝက် y ကိုကြည့်လိုက်ဒါစမှာဒါဆုံးမှာတရားနောက်ကိုတနေ့ကိုသွားကြည့်အောင်ဒါလေးက x ကကြတော့စမှမှာသွားရှိနေတယ်0 y ကကြတော့နော်တောင်လိုက်ရဲ့တွဲမှာသွားရှိနေ50ဒါပဲဒါနော်အရန်ကိုလွယ်တယ်ဒါဆိုတော့ရှင်ရောက်ဒီပုံလေးကိုလည်းပြန်ပို့ထားပေးမယ်နော်ဒီပုံလေးကိုလည်းပြန်ပို့ထားပေးမယ်right နော်ဒီ link လေးကိုလည်းပို့ထားမယ်မျိုးစာမတွေ့မှာဆိုလေဒီ link လေးကို Control C ဒီနေ့စီZara C okay yeah ငါတို့ပြန်ဆက်ကြည့်အောင်နော်အဲ့ဒါငါတို့ဘယ်နဲ့ရောက်အဲ့ကြောင့်ရှေ့အခုဒါလေးကိုလေ
ဘယ်မှာကူးမှာမလို့တော့ထိလိုက်ရုံပဲကဲနော်ရှင်းတယ်လေတက်နေလို့တောင်းလေးကိုရှင်းကူးလိုက်မယ်ဝေးဘယ်ရောက်သွားလဲဒါလေးကိုရှင်းရဒုနာလေးမှာပြောပြီးမှနော်ဥပ္ပလေးသွားတော့လိုက်မယ်မလို့ဆက်လိုက်တော့မှနော်ဒီမှာဒီစေတော့ဒါကဘာလဲဒါ class ဆက်နာမယ်နော်ဒီ class လေးကို share copy လေးပြုလိုက်မယ်ပြီးရတယ်ငါတို့ရဲ့ဒီထဲမှာလည်းဒီ div ထဲမှာစိတ်ကြိုက်နေရမှာတော့စိတ်ကြိုက်ပေါ့နော်ညတော့ကြည့်ရအောင်โอเคအမတွေ့နော်ငါတို့ဘောဓာအယောင်လေးကိုထည့်လိုက်ရအောင်ဘောဓာအယောင်လေးကိုနည်းနည်းတော့အစိမ်းရောင်လေးသွားမှတန်းလိုက်ရအစိမ်းရောင်လေးဒီအယောင်လေးကိုသွားပေးလိုက်ရဒီဟာရဲ့ဒီအယောင်လေးကိုဆုံးဒါဆိုတော့ဘောဓာဆိုတာဘာမှကျင်လာလို့ရအောင်မယ်โอเคမတွေ့နော်အဲဆိုရင်တော့ဒီဘောဓာမှာဘောဓာအယောင်လေးကိုထည့်လိုက်တာဆိုလေးရမယ်ဟုတ်ဒီအောက်ဆုံးကဒါလေးကိုလည်းချက်ဖြတ်လောက်မှဒီဘော class 9ဘောဓာလေးအဲ့ဒါမျိုးရှင်းရအောင်ရအဲဆိုတော့အဲ့ဒါပြီးရတယ်ဒီပါထိထားရတယ်ဒီမှာရှုပ်ကြည့်ရအောင်ဒီမှာဘောဓာ bottom လေးထိထားနော်အဲ့တော့ဒီ header မှာလေညဆရာတို့ header လေးမှာသွားမှထိလိုက်ရအောင်ဘောဓာ bottom လေးအယောင်လေးကတော့စင်တူလေးပဲအယောင်လေးကစင်တူလေးပဲဆိုတော့ဘောဓာနော် bottom မှာဘောဓာအယောင်လေးကိုနောက်တော့အယောင်လေးပဲသွားထည့်မယ်ညတော့တွေ့နော်ဒီနေ့တောင်းနေတယ်လို့ပဲနော်ဒီနေ့တောင်းနေပြီရှင်တို့အဲ့ဒါလေးတွေလေနည်းနည်းတော့မွေးလိုက်ရအောင်ဝေးနော်15နဲ့0.15ဆိုတာ 0.15 ကိုပြောနော်ရိုင်းမွေးဝိုင်းဆိုတော့ပဲနော်ပဲရှစ်ပြမှာဒီ15ဆိုမလို့ဘာကြီးလေးပေါ့ဥပမာလေးပြမယ်အဲဆိုရင်တော့ဟိုဒါကခဏတော့ရှင်းလာတော့မပါပါဘူးဥပမာလေးဒါလေးကအခုဒါ15ဆိုဒီမှာ15လို့ရှာနေနေလေးအစိမ်းရောင်လေးကိုကြီးလိုက်မယ်ဟောလိုက်ပြတော့ A F ဒါလုံးဝကိုအစိမ်းတောင်ဖြစ်မှာဒါပေမဲ့မွေးလိုက်ပါအဲ့ဒါနဲ့တပုံစံဖြစ်ပဲဥပမာပြောနော်အဲဆိုငါတို့က0.5ဆိုတော့မှ90နဲ့တွားမှစားပေးရမယ်ညဒါလေးကိုတော့15နဲ့စားလိုက်ရအောင်ဘယ်နဲ့ဟောလဲငါတို့ရဲ့ဒီ dip ရဲ့ border လေးလေ15တော့15ရာခိုင်နှုန်းနဲ့โอเคအဲ့လိုဆိုရင်တော့မျက်စိလေးပုံမှလေအဲ့ဒါနည်းနည်းတောက်နေကြတာပဲတဲ့နောက်တစ်ခုငါတို့ရဲ့ဒီ live လေးရဲ့ design လေးကိုပါလုပ်လိုက်ရအောင် live လေးကို plus 9ကိုအဲ့ချိန်ကောင်းပြီးတော့လေးလုပ်လိုက်တဲ့တူကိုအယောင်လေးကကြတော့ဝေးအနီရောနော်အနီရောင်ပုံထားတယ်နော်အနီရောင်အဲ့ဒီရဲ့ text color လေးကိုဒီအောင်ဆိုတော့ငါတို့ဟိုလေးကိုနော်ရှေ့ကဒီဘက်ကနေအောင်တော့မှာ red green blue နော်ကျန်တဲ့ဟာကိုမွေးလိုက်နော်အဲ့ဒါပြီးရမယ်ငါတို့ background လေးကိုတော့ထည့်လိုက်ရအောင် background လေးကိုလည်းအဲ့ဒီအနီရောင်လေးတော့ပြလိုက်အောင်အစင်တူပဲပြလိုက်အောင် sharp ff00 python အဲ့ဒါလေးကိုဟိုခဏတော့မွေးလိုက်အောင်အရင်တောက်သွားပြီငါတို့ဆုံးပါပြီးရတယ်အရင်ကတ်နေတော့ငါတို့ဖက်တီလေးတွားထည့်လိုက်အောင်ဖက်တီလေးကိုတော့မထိန်ကောင်းမလဲအားတော့အပေါ်အောက်ကိုနစ်လောက်သွားပေးလိုက်အောင်အရင်ညံ့ဒီညပေါ်အောက်ဆိုတော့ငါတို့ဝိုင်းနေနော်နစ်လောက်တော့ပေးလိုက်မယ်အားတော့ဘေးညာကကြတော့3ဟုတ်တော့တွေ့ကြအောင်โอเคအဲ့ဒီမှာဟိုဟာလေးပါလို့ရှိရဒီ clip လေးထိထားတိတ်
ကောင်းလေးငါတို့အဲ့ကလစ်လေးကိုရှင်းချက်ပြမယ်နော်ခဏတော့ပုံစံလေးပဲဒါလေးပဲပြည့်ခဲ့ပါလေဒီကောင်လေးပဲအဲဆိုတော့အဲ့ကောင်လေးကိုလုံးလေးတော့ဒီမှာရှာ14လို့14ဆိုတော့ဟာဂရမ်ပါပါခုနှစ်လေးပဲတော့ဟာတပုံစံလေးပဲနော်ဘာပြောင်းလဲ14လေးကိုခုနှစ်လေးပြအဲ့ဒါလေးကိုငါတို့တွေက small လို့ပေးတော့ဒါလေးကို share ဒီမှာတွားချင်တာပေးလိုက်မယ် Actually I'm recording you know that okay အဲ့ဆိုငါတို့ဒီဘက်မှာဟိုခြေဒီနာမည်လေးကိုနော်ဒီ CSS နာမည်လေးကို copy ပြုလိုက်မယ်အဲ့ဒါပြီးရတယ်အဲ့ဒါဟိုလေငါတို့ရဲ့ span က right အဲ့လိုလေးရလာနော် okay အဲ့ဆိုတော့ခုဒီ header ဘိုင်းကတော့ဒီကောပြီပေါ့နော်ခုကတော့အဓိကဒီအောက်ပိုင်းကိုသွားတော့မယ်